အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ unit butter မင်းတက်ပဲဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ဗီဒီယိုလေးမတင်နိုင်ကြပါဘူးဒါပေမဲ့ပြောတော့ပေါ့နော်ကျွန်တော်လွန်ခဲ့တဲ့2ရက်လောက်ကခီးသွားတာအဲ့တော့ဒီမှာကျွန်တော်ဒီမှာရှိတဲ့ fighter တော့မဟုတ်ဘူးနော် down တွေပေါ့ down တွေကျွန်တော်ရေးမလဲရသေးအဲ့ကျွန်တော်တစ်ချက်ပြမယ်ဒီအပေါ်ထက်မှာဆိုရင်တော့ကျွန်တော်ဒါ down ငါးမွေးတဲ့ချက်ပေါ့နော်ကျွန်တော်အောက်မှာတော့ fighter လုပ်တယ်ပေါ်မှာတော့ down ငါးတို့ sute တို့ပြီးကြဒီမှာ orena တို့ပါရှိရပေါ့နော်အောင်လေးတွေကတော့ဒါကျွန်တော်ခီးသွားမဲ့နေ့ကကျွန်တော်ပေါက်တော့မယ်အထင်နဲ့ကျွန်တော်ထားခဲ့တာပေါ့နော်ဒါလေးက red rose short body လည်းပါတယ်တိုင်း long လေးလည်းပါတယ်ဒီမှာအောက်မှာတော့ဒီမှာအထီးလေးတစ်ကောင်ထွက်နေပေါ့နော်ဒါသူတို့ဆိုလည်းအစာမကျွတ်ရသေးဘူးဒီမှာဒီအမာလေးတွေကနေပေါက်ထားတာပေါ့နော်ဒါကတော့ပလက်တီအပူပေါ့ပလက်တီအပူကနေပြီးတော့ပေါက်ထားတဲ့ဒါဘယ်လိုပြောရမလဲကျွန်တော်ကတော့ဆွတ်တေးအပူနဲ့တူတယ်ပေါ့နော်သူတို့ကဒါပေမဲ့ပလက်တီအပူသူတို့အဖေနဲ့မိကကျွန်တော်လိုက်ပြမယ်ဒါကတော့သူတို့ရဲ့ဟိုမိဘတွေပေါ့နော်မိဘအရင်မြန်တယ်သူတို့ကဒါအပူပေါ့နော်ဒါအမေကြီးပေါ့ဒါကတော့လုံးဝ big size ကြီးလုံးဝ pre size ကြီးပေါ့နော်အပူလုံးဝအကြီးကြီးပေါ့နော်ဟိုမှာဆိုရင်လည်းသူတို့တာသမီပေါ့အကောင်150လောက်ရှိတယ်ဒီမှာလည်း150ဒီဘုံထဲမှာလည်းရှိရပေါ့နော်ဒါကတော့ဒါ EFR အပေါက်လေးပေါ့နော်ကျွန်တော်ဒါခီးသွားမဲ့နေ့ရပဲသူတို့ဒီထဲမှာထည့်ထားတာပေါ့ဒါစားမှာဆိုလို့ချင်းလေးခံတာပေါ့နော်ဒီကောင်ကတော့ဒါကိုဝင်ရှိနေသေးတယ်ဟိုတကောင်မဲဒါပေါက်သွားတာပေါ့နော်ဟိုတကောင်တော့မှနည်းနည်းရှိသေးတယ်ပေါ့နော်အကောင်ကြီးကတော့နည်းမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ကျွန်တော်ဒီကောင်လေးအကုန်လုံးအစာမကျွေးရတယ်တို့ရဲ့အစာတော့ရေပိုး only ပဲကျွေးရကောင်းတယ်ပေါ့နော်ဟိုရေပိုးတို့အာတီမီယာတို့အဲ့ဒါကြီးကျွေးရပဲကောင်းတယ်ဟိုရေတီတွေပါတယ်ကြတော့ဒေါင်းကားနေရတိတ်မလိုက်ရေတီတို့ကြတော့ fighter တို့ပါကျွေးရပဲကောင်းတယ်ပေါ့နော်ဒါတော့ဒါကျွန်တော်နောက်တစ်ခုပြမှာဒီမှာပေါ့ကွိုင်ပေါက်လေးတွေပေါ့နော်ကွိုင်ဒုတိယအတုပ်သူတို့ရဲ့အဖေနဲ့မြေရှော့သွားပြီကျွန်တော်အခုမှသိတယ်ဒီမှာဒါသူ့အမေပေါ့နော်ဒါအဖေပေါ့ဒါလေးတွေကဒါသူတို့ကနေပြီးတော့ကြားတဲ့အဆုံးပေါ့နော်ဒီလောက်တော့ရလိုက်တယ်ကျွန်တော်ဒီကောင်လေးတွေတလနီးပါးလောက်တော့ရှိပြီပေါ့နော်ဒီမှာလည်းနောက်တော့အုပ်ဒီကောင်လေးကတော့နည်းနည်းပိုကြီးရပေါ့နော်သူတို့အဆုံးလည်းရှော့သွားပြီပေါ့နော်ဒီမှာဒီကောင်လေးတွေလည်းများတယ်နော်ဒါရှီလေပြဖို့ကျွန်တော်ကြံနေရပေါ့ဒါတော့ဟိုဟာ PER လေးပေါ့နော် PER မဒန်းဆိုင်လေးပေါ့ဒါအခုမှ ER လေးတွေထွက်လာတာပေါ့နော်ကျွန်တော်ဒီကောင်လေးတွေအထီးမှကျွန်တော်ခွဲရမယ်နော်အထီးမှခွဲလိုက်ရင်တော့ပို့ပြီးတော့သူအတက်မြန်တာပေါ့နော်သူတို့အဖေနဲ့အမေနော်ဒါ PER တွေရဲ့ဒါအဖေနဲ့အမေတွေပေါ့နော်လုံးဝနားကြီးလည်းမဟုတ်ပေါ့နော်နားအလက်တန်းစားပေါ့မျိုးလဲတင့်တယ်ဒါပေမဲ့ဟိုအရင်မကြီးရလဲပါတယ်ပေါ့နော်ဒါလုံးဝဟိုမဒန်းဆိုင်ပဲရှိသေးတာပေါ့မဒန်းဆိုင်ကြော် free side မရောက်သေးဘူးပေါ့နော်free side တော့ရောက်ပြီခုလိုမျိုးပေါ့ ER လောင်း ER site အကြီးတော့မရောက်သေးဘူးပေါ့နော်ဒါပေမဲ့လောင်း ER ပါပဲပေါ့နော်ဒီမှာအနားကြီးတွေကြီးလိုက်ပါဦးကြီးတယ်ဒါသူတို့အဖေနဲ့မေဒီမှာလည်းရင်မလဲရသေးဘူးဒါကဟို AFR ဟိုမှာခုနကအမှားတွေဒါတွေကအထီးတွေပေါ့နော်ဒါလေးတွေကအထီးလေးနှစ်စုံရှိရပါတော့အထီးတစ်စုံအမှားတစ်စုံအဲ့လိုအထီးမှတစ်စုံရှိရပါဒါတော့ငါမရှိဘူးဒီထဲမှာကျ metal plus ကိုမှသူကပေါက်ထားတဲ့ကောင်လေးကျွန်တော်ဒီထဲထည့်တာဒီထဲမှာအကောင်100လောက်တော့ရှိရပါတော့ဒီမှာကြီးမှဆိုဒီမှာအများကြီးပဲပေါ့နော်ဒီထဲမှာရှိရတာအလင်းပြန်နေလို့ပေါ့ metal plus သူတို့ရဲ့ဟိုအမေနဲ့အဖေတွေဟိုဘက်မှာရှိသူတို့အဖေနဲ့အမေထားပါတော့ metal plus ကဒီလိုမျိုးပုံစံလေးတွေပေါ့သူအလဲမှာသူတို့ snake skin ပုံစံဟို snake တည့်ရမယ်မွေတွေရဲ့အကွက်လိုမျိုးသူတို့ပါတယ်ပေါ့နော်ပြီးတော့ body တစ်ခုလုံးကတော့အမဲပဲပေါ့သူတို့ဒီမှာနောက်သားလည်းရှိသေးတယ်ဒီထဲမှာအပေါက်လေးသားရတာဒါတော့ခုနပြတဲ့ပလက်တီအပူတွေပေါ့နော်ဒီထဲမှာဆိုလည်း150လောက်ရှိတယ်ဒီထဲမှာဒါစိမ့်နေလို့မမြင်ရဘူးနော်ဒီထဲမှာ site လေးပေါ့ခုနကျွန်တော်ပြတဲ့ဒါဘောလုံးကြီးပေါ့နော်ပလက်တီအပူပေါ့ဒီကဒါဆွတ်တေးလေးပေါ့နော်ဒီကောင်လေးတွေကဒါလုံးဝနည်းနည်းလေးပဲရှိတော့ဗျာဒီကန်ထဲမှာလုံးဝနည်းနည်းလေးပဲရှိတော့တာပေါ့ကျွန်တော်ကနေပဲတေချာပြန်လှုပ်လိုက်တော့အခုနည်းနည်းပြန်များသွားပါနော်ဒီကောင်လေးရှိတယ်ဒီမှာစဝိုင်းရီမော်လေးနဲ့ tropic လေးနဲ့ဒါလေးတွေကပြောင်းရီမော်လေးပေါ့နော်ပြောင်းရီမော်လေးတွေကြတော့နေအောင်ကြီးနဲ့ရေကြိုက်တယ်ပေါ့နော်အဲ့လိုထားရင်တို့အရင်ပွားတာဘာရဲလို့တော့မဟုတ်ပါဘူးဒီတိုင်းပဲကျွန်တော်ငားလေးလာပြတာပေါ့နော်ကျွန်တော်နောက်နေ့ကျရင်တော့အောက်မှာရှိတဲ့ fighter လေးကျွန်တော်ပြပေးမယ်ခုကတော့ဒီတောင်းငားလေးတွေကျွန်တော်ပြပေးနေရပါတော့
အားလုံးပဲတက်တာကျေးဇူးတင်ပါတယ်